ဒီတိုက်ပွဲကပေါ့နော်ဒီခလေးငယ်လေးရနေစပြီးတော့အသက်ကြီးရွယ်အိုတွေအထီတောင်မှပဲအကုန်လုံးတူတူပါတဲ့ပြည်သူတွေရဲ့ဆန္ဒကိုခံပြတဲ့တိုက်ပွဲဖြစ်တယ်အဲ့အတွက်ကြောင့်အမလည်းပြည်သူတွေကပြည်သူတယောက်ဖြစ်နေပြီဒီလောက်ကိုထက်ငယ်တဲ့ကလေးတွေရောအကြီးတွေရောပါမကြံပါနေတဲ့ပွဲမှာအမငိုတုတ်ထိုင်နေလို့မရတော့ဘူးဒါကြောင့်မလို့အမတက်နိုင်သလောက်နေ့တိုင်းပေါ့နော်အခုဒီနေ့ဝယ်တဲ့မုံဆိုရင်လည်းဒါအမတို့ကိုယ်တိုင်လုပ်ပြီးတော့ဒီချိန်ဆိုအကုန်လုံးစာနေကြမယ်လေဆိုတော့အမတို့ဒါအနည်းပညာသမားတွေမကဘူးအမနိုင်သလောက်တွေအကုန်လုံးလိုက်ပြီးတော့ဒါအမလုပ်ပေးနိုင်တာဒါပဲပေါ့နော်ဒီချိန်မှာတော့အမငိုတုတ်ထိုင်နေနိုင်ဘူးတခုကတော့လေအခုအကုန်လုံးသောသူတွေကလေအရန်နဲ့ညီညွတ်တယ်စက်သိန်းအောင်ထားတယ်စီးကန်းလည်းအရန်ရှိတယ်ဒီလောက်လူတွေအများကြီးလုံနေအောင်မှာဘာအမိုက်တစ်စက်မှမကြံအောင်ပေါ့နော်ဆိုတော့ကြာအမေတယောက်ကဒီလောက်လူတွေအများကြီးကိုဒီအချိန်လေးနဲ့ဒီလောက်တောင်အုပ်ချုပ်နိုင်ခဲ့ပါလားဆိုပြီးတော့စက်သိန်းတွေတောင်ထားရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အမလည်းပြည်သူတွေကပြည်သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေနဲ့တသားတည်းပါပဲစိတ်တွေပူတယ်အကုန်လုံးပေါ့နော်အန်ရကင်းစေခြင်းတယ်ပြည်သူတွေစိတ်တွေကိုငြိမ်းချမ်းစေခြင်းပြီပြည်သူတွေရဲ့အပူကြီးတွေကိုပေါ့နော်ငြိမ်းချမ်းစေခြင်းတယ်ပေါ့နော်ဟိုအန်ရကင်းအောင်ကိုပေါ့နော်အခုလည်းစီကန်းရှိပါတယ်အန်ရကင်းအောင်ပေါ့နော်နေကြပါလို့ပဲအမမှားချင်ပါတယ်နေပြီးတော့မှညီမလေးတယောက်ထိခိုက်ခဲ့တဲ့နာနဲ့ပတ်သက်ပြီးတော့မလေးဘယ်လိုမျိုးလေးပြောချင်လဲလုံးဝမခံစားနိုင်ဘူးလုံးဝခံစားလို့မရဘူးအမလည်းတမီးလေးဝေးထားတာ16နှစ်ဆိုတာအမတမီးထက်တောင်ငယ်သေးတယ်တကယ်လို့အမတမီးလေးဖြစ်အမဘယ်လိုနေမလဲလူတိုင်းမှာသားသမီးရှိပါတယ်မိဘလည်းရှိပါတယ်ဆိုတော့အားလုံးပေါ့နော်ဟုတ်ဗျာကျွန်တော်ရှက်ဖို့လည်းကောင်းတယ်နော်ကျွန်တော်အခုချိန်ထိဘိုးချုပ်တယောက်စားလာတော့ကျွန်တော်တို့လူတွေအများကြီးမလုံနိုင်ကြဘူးနော်အဲကျွန်တော်တို့ဘိုးချုပ်ကျွန်တော်တို့ပုံမှာတင်ခဲ့တဲ့ကျေးဇူးတွေကိုကျွန်တော်တို့ကြည့်အောင်ဆက်ပါမယ်